ဒေါန်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံးလွတ်မြောက်လာဖို့တော်လှန်ရေးအပြည့်အဝနိုင်မှရမယ်လို့ NUG ပြောခွင့်ရကဆိုပါတယ်တော်လှန်ရေးကြီးမှန်းချက်တွေအတိုင်းကျွန်တော်တို့ဆက်ပြီးတော့လှုပ်ရှားရှိတာတွေကိုဒါတိုင်းသားတော်လှန်အင်အားစုတွေရောအခြားသောတော်လှန်အင်အားစုတွေရောအားလုံးပူးပေါင်းပြီးတော့ဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက်ကိုကြိုးစားနေတာရှိပါတယ်ဗျတစ်ချိန်တည်းမှာစစ်တပ်ကပြိပခဒေသတွေမှာလေကြောင်းတိုက်ခိုက်မှုအရှိန်မြင့်လှုပ်ဆောင်နေပါတယ်လေနဲ့ဘုံကျဲတိုက်ခိုက်တာကတော့ကြံမရောက်ခင်ကလေးကစပြီးတော့သူတို့ဘုံကျဲတိုက်ခိုက်တယ်ယခုချိန်ထိပဲမရမဆဲသေးဘူးအခုနောက်ပိုင်းကဒေါ်လာပြီးဖိုက်တယ်လာပြီးဂျိုင်းကော်ပရလာတယ်သူတို့အုပ်စုလိုက်ပုံစံမျိုးတက်တက်လာတာမျိုးတွေ့ရတယ်ဒီသတင်းတွေနားဆင်ရဖို့ရှိပါတယ်နိုင်ငံတကာသတင်းတွေနဲ့စရရင်ဂျာမနီကအမေရိကန်တပ်ဖွဲ့ဝင်9000ရုပ်သိမ်းမဲ့အမေရိကန်အစိုးရဆုံးဖြတ်ချက်ဟာကြိုတွေးလို့ရတဲ့ကိစ္စဖြစ်ပေမဲ့ဒီတပ်ဖွဲ့တွေဆက်ရှိနေတာဟာဂျာမနီနဲ့အမေရိကန်နှစ်နိုင်ငံစလုံးအတွက်အကျိုးရှိစေတယ်လို့ဂျာမန်ကာကွယ်ရေးဝန်ကြီး Boris Pistorius ကပြောပါတယ်။ဂျာမနီမှာရှိတဲ့သူတို့တပ်ဖွဲ့ဝင်တွေရဲ့15%ပြန်ရုပ်သိမ်းမယ်လို့အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနပန်တဂွန်ကကြေညာခဲ့ပြီးတဲ့နောက်ဒီကိစ္စနဲ့ပတ်သက်လို့ဖြေရှင်းချက်တောင်းမယ်လို့ NATO အဖွဲ့ကပြောပါတယ်။ BBC သတင်းတောက် Joe Inwood ကတော့It comes amidst a wider US realignment to focus more on the Asia-Pacific region and follows previous... ဒါဟာအမေရိကန်ရဲ့နိုင်ငံရေးရည်တည်ချက်ပြောင်းလဲမှုကြောင့်ပေါ်ပေါက်လာတာပါ။အာရှပစိဖိတ်ဒေသကိုသူတို့အာရုံစိုက်သွားဖို့ဥတီလှုပ်ဆောင်တာပါ။ဒါအပြင်ဥရောပကိုစစ်ရေးကူညီထောက်ပံ့မှုလျှော့ချသွားမယ်ဆိုတဲ့သမ္မတထရမ့်ရဲ့အရင်ကပြောကြားချက်ကိုအကောင့်ထဲဖော်တာလည်းဖြစ်ပါတယ်လို့ Mr. Inwood ကပြောသွားတာပါ။အခုလိုလှုပ်ဆောင်တဲ့အတွက်ဥရောပနိုင်ငံတွေအနေနဲ့ကာကွယ်ရေးအသုံးစရိတ်ပုံမတာဝန်ယူရဖို့ဖြစ်လာပြီလို့ NATO အဖွဲ့ပြောခွင့်ရအမျိုးသမီးကဆိုပါတယ်။မနစ်တုန်းကဂရီးပြူခဲ့ကြတဲ့ကာကွယ်ရေးအသုံးစရိတ်တိုးမြင့်မဲ့ကိစ္စဟာတာဝန်ခွဲဝေယူမှုကိုဆက်ထိန်းထားမဲ့ဥရောပနိုင်ငံတွေရဲ့ယုံကြည်ချက်ကိုအထောက်အပံ့ဖြစ်စေခဲ့တယ်လို့သူကထပ်လောင်းပြောသွားခဲ့ပါတယ်။လက်ဘနွန်တောင်ပိုင်းမှာပြီးခဲ့တဲ့တောက်ကြနေ့ကအစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အနည်းဆုံးလူ73ယောက်သေဆုံးခဲ့တယ်လို့လက်ဘနွန်ကျန်းမာရေးဌာနကပြောပါတယ်။အဆိုးဆုံးထိခဲ့တာကတော့ဟာဘူရှ်မြို့ဖြစ်ပြီးအစ္စရေးကမြို့ခံတွေကိုအမြန်ထွက်ခွာကြဖို့အမိန့်ထုတ်ထားတဲ့မြို့ဖြစ်ပါတယ်။အစ္စရေးတိုက်ခိုက်နေတဲ့အီရန်အစိုးရကြောထောက်နောက်ခံပေးထားတဲ့ Hezbollah အဖွဲ့ကတော့အပြည့်ရမဲ့အစားစစ်ပွဲအပြည့်အဝဆင်နွှဲသွားမယ်လို့ဆိုနေပါတယ်။သူတို့ဟာလက်ဘနွန်တောင်ပိုင်းကအစ္စရေးစစ်တပ်ရဲ့ drone တွေကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ Hezbollah အဖွဲ့ကပြောပါတယ်။အီရန်မှာအစ္စရေးအတွက်သရှိုလုံးမှုနဲ့အမျိုးသား2ယောက်ကိုကွပ်မျက်လိုက်ပါတယ်။ Yahoo Krampol နဲ့ Nessa Bazadeh တို့ကိုဒီနေ့စနေနေ့အာရုံတက်အချိန်မှာကြိုးပမ်းခဲ့တာပါ။ Rahub ကတော့အစ္စရေးထောက်လှမ်းရေးအဖွဲ့ Mossad နဲ့1980နှစ်တွေကလေးကအလုပ်လုပ်ပေးခဲ့တာလို့ဆွဆွဲခံထားရပါတယ်။ Nessa Bazadeh ကတော့အဓိကနျူကလ িয়ার စက်ရုံတွေရှိရာနာတန်စ်ဒေတာနာတဝအပါဝင်ထိရှလွယ်တဲ့သတင်းအချက်လက်တွေကိုစုဆောင်းပေးခဲ့တယ်လို့ဆွဆွဲခံထားရပါတယ်။အခုတလောအီရန်မှာကွပ်မျက်မှုတွေတိုးလာနေပြီးလက်တလောဖြစ်နေတဲ့စစ်ပွဲစကလေးကအစ္စရေးအတွက်သရှို့လုပ်ပေးမှုဒါမှမဟုတ်ပြည်ပအခြေစိုက်အတိုက်ခံအဖွဲ့တွေနဲ့ဆက်ဆက်မှုရှိတယ်ဆိုပြီးလူတရာစင်ကျော်တေတံချမှတ်ခံထားရပါတယ်။အီရန်မှာထောင်ချခံနေရတဲ့နိုဘယ်ငြိမ်းချမ်းရေးဆုရှင်နာဂျစ်မိုဟာမဒီရဲ့ကျန်းမာရေးယိုယွင်းလာတဲ့အတွက်ဆေးရုံတင်ထားရတယ်လို့သူထောက်ခံသူတွေကပြောပါတယ်။ Miss Mohammadi ဟာလူ့အခွင့်အရေးကိစ္စတွေကိုတက်ကြွစွာလှုပ်ဆောင်ခဲ့တဲ့အတွက်ပြီးခဲ့တဲ့3နှစ်လောက်ကနိုဘယ်ငြိမ်းချမ်းရေးဆုချီးမြှင့်ခံခဲ့ရတာပါ။မနေ့ဒီဇင်ဘာလတုန်းကတော့အီရန်အာဏာပိုင်တွေကိုဝေဖန်မှုနဲ့ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။သူဟာ2ကြိမ်လောက်သတိမေ့မျောသွားခဲ့ပြီးပြင်းထန်တဲ့နှလုံးရောဂါဝေဒနာခံစားနေရတယ်လို့သူ့ဖောင်ဒေးရှင်းအဖွဲ့ကပြောပါတယ်။အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့်ရေချောင်းပို့ဆောင်ရေးစရိတ်တက်လာတဲ့အတွက်ကမ္ဘာတစ်လွှားနဲ့အာဖရိကကဒုက္ခသည်တွေစီစာနာမှုအကူအညီပို့ဆောင်ပေးဖို့အခက်ကြုံနေရတယ်လို့ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီကပြောပါတယ်။ရေချောင်းကပို့ဆောင်ခတွေအရင်ကထက်9ပုံ1ပုံတိုးလာတယ်လို့ကုလသမဂ္ဂကပြောပါတယ်။ပင်လယ်ကွေ့စစ်ပွဲကြောင့်ပဋိပက္ခဒေသရဲ့အပြင်ဘက်တွေအထိရိုက်ခတ်လာသလိုအကျိုးဆက်အနေနဲ့တစ်ကမ္ဘာလုံးဆိုင်ရာစာနာမှုအကူအညီတည်ပို့ရေးကိစ္စရပ်တွေအပေါ်တက်ရောက်မှုရှိလာတယ်လို့ကုလသမဂ္ဂပြောခွင့်ရကာလိုတာဝို့ဖ်ကထောက်ပြခဲ့ပါတယ်။ဆူဒန်ကိုစာနာမှုအကူအညီပို့ဖို့အရင်ကထက်25ရက်ပိုကြာခဲ့ပြီးဒါဟာအကြီးမားဆုံးဒုက္ခသည်ဆိုင်ရာကမ္ဘာပြဿနာဖြစ်လာတယ်လို့ဆိုပါတယ်။တရုတ်နိုင်ငံမှာမနေ့မေလ1ရက်ရုံးပိတ်ရက်တစ်နေ့အတွင်းယထာစီခရီးသွားအယောက်25တန်းရှိခဲ့ပြီးဒါဟာမနှစ်ကအခုလိုအချိန်ထက်
1.8 တန်းတိုးလာတာဖြစ်ပါတယ်။တရုတ်ယထာပို့ဆောင်ရေးဌာနကလည်းဒီရက်အတွက်ထောင်နဲ့ချီတဲ့ယထာခီးစဉ်တွေတိုးမြင့်ပြီးဆွဲခဲ့ပါတယ်။ဒီအရေးအတွက်ကိုကြည့်ချင်းအပြင်စီးပွားရေးရိုင်နေခဲ့တဲ့ကိုဗစ်ကာလနောက်ပိုင်းခီးသွားလာမှုနဲ့ဝယ်လိုအားမြင့်တက်လာမှုအခြေအနေတွေကိုမြင်တွေ့ရတာဖြစ်ပါတယ်။ဘရာဇီးအရှေ့မြောက်ပိုင်းမှာမိုးသီးထန်လို့မြေပြိုကကလေး2ယောက်အပါအဝင်အနည်းဆုံးလူ4ယောက်သေဆုံးသွားပါတယ်။ရက်စီဖီနဲ့အနာကအလင်ဒါမြို့မှာဒေသခံပေါင်းအယောက်1000ကျော်လောက်အိုးအိမ်ဆွန့်ခွာခဲ့ကြရပါတယ်။လူမှုကွန်ရက်မှာတွေ့ရတဲ့ပုံတွေအရလူတွေရေစီးနဲ့မျောသွားတာကိုတွေ့ရပြီးကယ်ဆယ်ရေးသမားတွေကလေမှုတ်သွင်းထားတဲ့လှေတွေသုံးပြီးရေမြုပ်နေတဲ့နေရာတွေကိုတွားရောက်ကယ်ဆယ်လျက်ရှိပါတယ်ရှင်။အခုတော့သတင်းလွှာတွေလှည့်ပါဒေါအောင်ဆန်းစုကြည်ပေါ်ချမှတ်ထားတဲ့လက်ကျန်ပြည်တံတွေကိုသတ်မှတ်ထားတဲ့နေအိမ်မှာဆက်လက်ကြခံမှုစစ်တပ်ကထုတ်ပြန်လာချိန်မှာဒေါအောင်ဆန်းစုကြည်ကိုအပီးတိုင်လွှတ်ပေးဖို့ကုလသမဂ္ဂအမေရိကန်နဲ့ဂျပန်အစိုးရတို့ကထပ်မံတိုက်တွန်းလာပါတယ်။အပြည့်အစုံကိုကိုမောင်ကဆက်ပြောပြမှာပါ။နေပြည်တော်မှာပဲရှိနေမယ်လို့ယုံကြရတဲ့ဒေါအောင်ဆန်းစုကြည်ကိုတတ်မှတ်နေတစ်ခုစီပြောင်းလဲလိုက်တယ်လို့ထုတ်ပြန်ထားပြီးမြဲအပီးလွတ်ပေးဖို့နိုင်ငံတကာကတောင်းဆိုမှုတွေရှိလာနေတာပါဒေါအောင်ဆန်းစုကြည်ကိုချက်ချင်းအကျွမ်းမဲ့လွတ်ပေးဖို့ဆက်တိုက်တွန်းသွားမယ်လို့အမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်ဒါအပြင်ဒေါအောင်ဆန်းစုကြည်ကျမ်းမာရေးအတွက်လိုအပ်တဲ့စေဝါစောင့်ရှောက်မှုရဖို့အတွက်လည်းအာဏာပိုင်တွေကိုတိုက်တွန်းတယ်လို့ဆိုပါတယ်ဒေါအောင်ဆန်းစုကြည်ကိုနေအိမ်ကျဲကျုပ်ဖြစ်ပြောင်းလဲလိုက်တာကိုမှတ်သားထားပြီးယုံကြည်ရတဲ့နိုင်ငံရေးဖြစ်စဉ်တည်ဆောက်ရေးလုပ်ငန်းစဉ်ရဲ့အခြေခံအကျဆုံးအရွေးအနေနဲ့မတရားဖန်ဆီးထိမ့်သိမ်းထားသူတွေအလုံးအမြန်ဆုံးအကျွမ်းမဲ့လွှတ်ပေးဖို့ကုလသမဂ္ဂကလည်းတိုက်တွန်းလာပါတယ်။မြန်မာနိုင်ငံမှာကြမ်းဖက်မှုတွေရပ်တန့်ရေးဒေါအောင်ဆန်းစုကြည်ပါဝင်ဖန်ဆီးထိမ့်သိမ်းခံထားရသူတွေထပ်မံလွှတ်ပေးဖို့နဲ့သက်ဆိုင်ရာအဖွဲ့အစည်းတွေကြားဆွေးနွေးအဖြေရှာတာကိုမြင်တွေ့လိုတယ်လို့ဂျပန်နိုင်ငံကလည်းတိုက်တွန်းပါတယ်။တောင်းဆိုမှုတွေစက်တိုက်ရှိလာပေမဲ့အာဏာပိုင်တွေဘက်ကဒေါအောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ဓာတ်ပုံတစ်ပုံသာထုတ်ပြန်ထားပြီးဘာမှထပ်သိရတာမျိုးမရှိသေးပါဘူး။ဒါနဲ့ပတ်သက်လို့မြန်မာနဲ့ရှစ်တောင်အာရှနိုင်ငံများလုံခြုံရေးဆိုင်ရာကျွမ်းကျင်သူဂျေဆင်တာဝါဖြစ်ကြားထားတာကိုအတန်နဲ့ဖတ်ပြထားပါတယ်။ကျွန်တော်အနေနဲ့ပြောရရင်သူမကျမကြီးကောင်းမွန်နေတယ်ဒါမှမဟုတ်နေအခြေကျုံနဲ့ရှိနေတယ်ဆိုတာမျိုးအတွက်ခိုင်မာတဲ့သက်သေအထောက်အထားမတွေ့ရသေးပါဘူး။လက်ရှိအချိန်ထိတည်းဘယ်သူကိုမှသူမနဲ့တွေ့ဆုံခွင့်မပေးသေးပါဘူး။ဥပဒေပညာရှင်တွေနဲ့လူ့အခွင့်အရေးလှုပ်ရှားသူတွေကတော့ဒေါအောင်ဆန်းစုကြည်ကိုနေအခြေကျုပ်ဆိုတာတဲ့မူလနေရာတစ်ခုကနေပုံစံပြောင်းပြီးဆက်ချုပ်နှောင်ထားတဲ့ခြေနေတစ်ခုတည်းမပို့ဘူးဆိုပြီးပြောဆိုကြပါတယ်။သမ္မတဦးဝင်းမြင့်ကိုပြန်လွှတ်ပေးပြီးဒေါအောင်ဆန်းစုကြည်ကိုနေအခြေကျုပ်ပြောင်းလိုက်တာတွေကပြည်သူလူထုနိုင်ငံတကာနဲ့တော်လှန်ရေးကပေးတဲ့ဖိအားတွေကြောင့်လို့မြို့သားညီညွတ်ရေးဆိုရ NUG ဝန်ကြီးချုပ်ရုံပြောခွင့်ရဦးနေဖုံးလက်ကပြောပါတယ်။တော်လှန်ရေးအပိသက်ကျွန်တော်တို့အောင်မြင်မှအနိုင်ရမှဒါတွေကဖြစ်နိုင်လိမ့်မယ်လို့ကျွန်တော်တို့ကတော့အပြည့်အဝယုံကြည်ပါတယ်။တော်လှန်ရေးကြီးမှန်းချက်တွေအတိုင်းကျွန်တော်တို့ဆက်ပြီးတော့လှုပ်ရှားရှိတာတွေကိုဒါတိုင်းရင်းသားတော်လှန်အင်အားစုတွေရောအခြားသောတော်လှန်အင်အားစုတွေရောအားလုံးပူးပေါင်းပြီးတော့ဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက်ကိုကြိုးစားနေတာရှိပါတယ်ဗျ။အဲ့တော့ကျွန်တော်တို့ရဲ့တော်လှန်ရေးကြီးမှန်းချက်6ချက်ရဖို့အတွက်ဗတ်ပေါင်းဆောင်ကနေပြီးတော့ဆက်လက်ပြီးတော့ဖိအားပေးသွားမှာဖြစ်ပါတယ်ဗျ။ NUG ရဲ့တော်လှန်ရေးရည်မှန်းချက်ထဲမှာစစ်တပ်ရဲ့နိုင်ငံရေးမှာပါဝင်မှုကိုဆုံးသတ်ဖို့2008အခြေခံဥပဒေကိုအပြီးဖြတ်သိမ်းပြီးဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအသစ်တည်ဆောက်ဖို့စတာတွေပါဝင်ပါတယ်။နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်နဲ့နိုင်ငံရေးကျင်းသားတွေကိုတစားကန်တွေလိုသဘောထားပြီးဖမ်းဆီးထားတာကစစ်တပ်အာဏာတည်မြဲရေးအတွက်နိုင်ငံတကာနဲ့ကြေးညှိနေတာလို့ဦးနေဖုံးလက်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာဒီနေ့ရေးသားထားပါတယ်။ကိုမောင်ဖြစ်ပါတယ်။တခါအသွင်ပြောင်းအစိုးရဦးမင်းအောင်လှိုင်နဲ့တက်ချုပ်သစ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့လက်ထက်မှာတော်လှန်ရေးအင်အားစုစိုးမိုးနယ်မြေတွေကိုစစ်တပ်ကအရှိန်မြင့်ထိုးစစ်ဆင်နေတယ်လို့ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့စစ်ရေးလေ့လာသုံးသပ်သူတွေကပြောပါတယ်။လက်လွတ်နယ်မြေတွေကိုဒီရက်ပိုင်းမှာစစ်တပ်ကပြန်လည်ထိန်းချုပ်လာသလိုစစ်တပ်စခန်းတချို့ကိုလည်းလက်လွတ်ရတာတွေရှိလာလို့တံပြန်ထိုးစစ်တွေစတိုက်ရှိလာတယ်လို့ဆိုပါတယ်။စကိုင်းမှာထီးချိုင်အင်းတော်တို့ကိုစစ်တပ်ကပြန်ထိန်းချုပ်ခဲ့တယ်လို့ဝက်လက်ကိုလည်းပြန်သိမ်းခဲ့တဲ့အကြောင်းကိုကိုရင်မောင်ကပြောပြမှာပါ။တော်လိုင်းရသူတွေအကောင့်နဲ့စကိုင်းမကွေးမန္တလေးတိုင်းနဲ့ချင်းပြည်နယ်တွင်းကမြို့နယ်တွေဘက်ကိုစစ်တပ်က drone နဲ့လေကြောင်းကိုရင်ရတဲ့ပို့ပြီးတော့တာလွန်တဲ့အဆင့်ကိုသုံးပြီးတော့ထိုးစစ်ဆင်တာတွေပြုလုပ်နေတယ်လို့ဒေသကာကွယ်ရေးအဖွဲ့တွေကပြောပါတယ်။ဧပြီလအတွင်းမှာတပည့်ရင်ရွှေဘိုဒဇယ်ရတော်ဥတရင်ကဏီတို့ကိုစစ်တပ်ကနေ့စဉ်ဆိုသလိုဘုံကျဲတာတွေရှိနေလို့အဲ့ဒီမြို့နယ်တွေကကြေးရွာအများစုထွက်ပြေးနေရတယ်လို့ဒေသခံတွေကပြောပါတယ်။တပ်ချုပ်အသစ်တာဝန်ယူပြီးတဲ့နောက်ပိုင်းစစ်တပ်ဘက်ကလေကြောင်းထိုးစစ်ကိုအဓိကထားပြီးတော့အသုံးပြုလာတယ်လို့ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့နှိစက်သူတွေကပြောပါတယ်။လေရင်နဲ့ဘုံကျဲတိုက်ခိုက်တာကတော့ကြံမရောက်ခင်ကတည်းကစပြီးတော့သူတို့ဘုံကျဲတိုက်ခိုက်တာယခုချိန်ထိပဲမရမဆဲသေးဘူး။အခုနောက်ပိုင်းကတော့လာပြီးဖိုက်တယ်လာပြီးချန်ကော်ပရလာတယ်သူတို့အုပ်စုလိုက်ပုံစံမျိုးတက်လာတာမျိုးတော့တွေ့ရတယ်။သူများဆွေးကောင်းဆောင်ဦးမြောင်လိုင်ဟာနိုင်ငံရဲ့အသိမှတ်ပြုတာကိုခံရဖို့အတွက်ငြိမ်းချမ်းရေးဖိတ်ခေါ်ကလန်နာတွေရက်တရားစီမံကိန်းဖြစ်လုပ်နေခြင်းသူခံထားတဲ့တပ်ချုပ်တစ်ကစစ်တပ်ကလက်လွတ်ထားတဲ့နေမြေတွေကိုပြန်လည်သိမ်းယူနိုင်ဖို့ရည်ရွယ်နေတယ်လို့စစ်ရေးလေ့လာသူတွေကပြောပါတယ်။ဒါကြောင့်လက်ရှိစကိုင်းအင်းတော်ကနေကချင်ပြည်နယ်မော်လူနမ်စီအောင်
ရှမ်းမြောက်ကကချင်လွတ်လပ်ရေးဖွဲ့ KNU ထိန်းချုပ်ထားတဲ့မဘိန်းကိုပါတိုက်စစ်ဆင်မှုစီရေးရှိန်မြင့်နေတယ်လို့သူတို့ကဆိုပါတယ်တက်ချုပ်ပြောတော့ပေမဲ့မူဝါဒပိုင်းဆိုင်ရာမပြောင်းလဲပဲစစ်တပ်ဟာအသွင်ပြောင်းစွာနဲ့ပူးပေါင်းဆောင်ရွက်နေတာကိုတွေ့ရတဲ့အကြောင်းစီရေးလေ့လာသုံးသပ်သူ CDM ဘူကြီးစင်ရောကပြောပါတယ်တက်ချုပ်အသစ်ရဲဝင်းဦးနဲ့ဒီစစ်တပ်ကတိုက်ခိုက်နေတဲ့ဟာတွေကိုလွတ်တော်ကနေပြီးမှဒါအကြမ်းဖက်မှုတိုက်ဖျက်ရေးပုံစံမျိုးနဲ့လွတ်လွတ်လပ်လပ်စစ်ကစားလာလို့တဲ့အနေအထားမျိုးပဲအဓိကသူတို့ရဲ့စစ်ပွဲတွေကိုတရားသောစစ်ပွဲပုံစံပြောင်းကျင်လာတဲ့ရည်ရွယ်ချက်လို့ကျွန်တော်တို့ကတော့ယူဆတယ်သူတို့ဘက်ကနိုင်ငံတကာကိုပြောမှာကတော့ကျွန်တော်တို့ငြိမ်းချမ်းရေးကမ်းလှမ်းထားတယ်ငြိမ်းချမ်းရေးမလာခဲ့ရင်လည်းမလာလို့ဒါပေမဲ့အခုမလာသေးခင်ဆက်ကြမှာလဲလာအောင်လို့ဆိုပြီးတော့ဖိအားပေးတိုက်ခိုက်လို့တဲ့ရည်ရွယ်ချက်လို့တော့ကျွန်တော်ကတော့ပြောလိုပါတယ်ခင်ဗျာပြီးခဲ့တဲ့လပိုင်းမှာကရင်ပြည်နယ်စကိုင်းတိုင်းနဲ့ချင်းပြည်နယ်ဘက်ကစစ်တပ်စခန်းတချို့ကိုဒေါ်လာရေးဖွဲ့တွေကသိမ်းယူနိုင်ခဲ့ပါတယ်။ဒါပေမဲ့နေဆက်ကုန်သေးလမ်းကြောင်းနဲ့ဂိတ်တွေပါစစ်တပ်ကထိန်းချုပ်ထားကြတာကြောင့်ရီကော်ဒါမြို့ကိုထိုးစစ်ဆင်လာနေသလိုမော်တော်မှာလည်းတိုက်ပွဲတွေဆက်လက်ဖော်ဆောင်နေပါတယ်။မြန်မာနိုင်ငံမှာနာဂစ်မုန်တိုင်းတန်ခံခဲ့ရတာ18နှစ်ရှိပါပြီ။လာမယ့်သတင်းပတ်တွေအတွင်းမုတ်တုံကာလရောက်တော့မှာမို့ဒီကာလအတွင်းမုန်တိုင်းလေပြင်းနဲ့မိုးကြီးရေရှမ်းတာတွေဖြစ်လေရှိပါတယ်။မိုးလေဝသကျန်းကျင်သူတွေကဘယ်လိုခန့်မှန်းထားပါသလဲ။ကိုဟင်းကိုစိုးကပြောပြပေးမှာပါ။မြန်မာနိုင်ငံထဲကိုဝင်ရောက်နိုင်တဲ့မှုန်တိုင်းတွေဖြစ်ပေါ်လိရှိတဲ့ဘင်္ဂလားပင်လယ်အော်မှာတော့မုတ်ကာလမှာလေဖိအားနဲ့ရဝင်၄ကြိမ်ဖြစ်နိုင်ပြီးတော့အဲ့ဒီထဲကနေမှုန်တိုင်းငယ်2ကြိမ်ဖြစ်နိုင်တယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကခန့်မှန်းထားကြောင်းအဲ့ဒီဌာနရဲ့ညွှန်ကြားရေးမှူးဦးလထွန်းက BBC ကိုပြောပါတယ်။မိုးလေကာလမှာတော့လေဖိအားနဲ့ရဝင်၄ကြိမ်ဖြစ်နိုင်ပြီးအဲ့ဒီထဲကနေမှုန်တိုင်း2ကြိမ်နဲ့မိုးနောက်ကာလမှာတော့လေဖိအားနဲ့ရဝင်၄ကြိမ်ဖြစ်နိုင်တယ်လို့မှုန်တိုင်း2ခုအဖြစ်ရောက်ရှိနိုင်တယ်လို့သူကဆက်ပြောပါတယ်2026ခုနှစ်ရဲ့မုတ်တုံရာသီဥတုမှာရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်ပေါ်တဲ့သဘာဝဘေးဒဏ်တွေကိုမြန်မာနိုင်ငံမှာခံစားရနိုင်ခြေရှိပါသလားရပ်ဖက်မိုးလေဝသခန့်မှန်းသူဦးဝင်းနိုင်ပြောပြတာကဒီ2026ခုနှစ်မှာကျွန်တော်တို့နိုင်ငံအနေနဲ့ပုံမှန်ရာသီဥတုမျိုးပဲသွားမယ်မုန်တိုင်းဆိုလို့ရှိရင်လည်းမုန်တိုင်းပုံမှန်ဝင်နေကြတစ်လုံးနှလုံးဝင်တာမျိုးရှိရင်ရှိမယ်ဒါပေမဲ့ပြင်းထန်ခြင်းမှာလည်းပြင်းထန်မယ်အဲ့လိုမျိုးအနေအထားမျိုးရှိတဲ့အတွက်ဒီ2026မှာတော့တော်ပြီးကြောက်ရောက်နိုင်တဲ့အခြေကျော်နေမယ်ပေါ့နော်မြန်မာနိုင်ငံကအနောက်ဘက်ကမ်းရိုးတန်းတစ်လျှောက်နဲ့မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းတစ်လျှောက်တို့ဟာမုန်တိုင်းအများဆုံးဝင်နိုင်တဲ့နေရာတွေဖြစ်တယ်လို့တနင်္သာရီကမ်းရိုးတန်းကတော့မုန်တိုင်းဝင်နိုင်ခြင်းအနည်းဆုံးနေရာဖြစ်တယ်လို့ဦးဝင်းနိုင်ကပြောပါတယ်ပြီးခဲ့တဲ့3နှစ်လောက်ကစပြီးမြန်မာနိုင်ငံအရှေ့ဘက်ခြမ်းကနေဝင်ရောက်တဲ့မုန်တိုင်းနဲ့ဆက်ဆက်မှုကနေမြန်မာနိုင်ငံအတွင်းမှာမိုးရွာသွန်းမှုတွေရှိလာနေတယ်လို့မိုးစလညွှန်ကြားရေးမှူးဦးလထွန်းကပြောပါတယ်2024ခုနှစ်မှာယာဂီမုန်တိုင်းဟာရှမ်းပြည်နယ်ထဲကတောင်ပေါ်မြို့တောင်ပေါ်ဒေသကလောမြို့ကိုဆိုးဆိုးရွားရွားရိုက်ခတ်ခဲ့ပါတယ်ဒါကြောင့်လာမယ့်မိုးရာသီအတွင်းရေကြီးရေရှမ်းမှုမဖြစ်စေဖို့ပြင်ဆင်ထားတယ်လို့ကလောမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာနန္ဒာလှမြင့်ကပြောပါတယ်ကလောချောင်းကိုအထူးရေကြီးတာဖြစ်တဲ့ချောင်းကိုပေါ်နေတာတွေဆဲတာတွေချက်တာတွေဒါအစိုးရရဲ့ဗမူးနဲ့စောင်းနေတာရှိတယ်အဓိကတော့အလုံးစုံပြီးပြောင်းပြီးလာတော့လေလူလာချက်ကြီးတော့မပြီးမြောက်သေးဘူးတိုင်းတာတစ်ခုပဲပြီးနေတာပေါ့နော်ကျွန်တော်တို့လက်ရှိလုပ်ထားတဲ့အနေအထားဆိုရင်တော့အရင်တာမန်အဖြစ်ရွာတဲ့အနေအထားမျိုးဆိုရင်တော့ဒါရေကြီးချက်ဖို့တော့ထိသိနိုင်တဲ့အနေအထားတော့ရှိတယ်လက်ရှိမေလအတွင်းမှာတော့အနောက်တောင်မုတ်တုံလေမဝင်ရောက်ခင်ကာလအထိလေထုမငြိမ်မသက်မှုတွေကြောင့်နေအပူချိန်တွေတဖြည်းဖြည်းမြင့်တက်လာရာကနေအပူပြန်တိမ်တိုက်တွေဖြစ်ပေါ်လာနိုင်ပါတယ်။မိုးလွယ်ပိုင်းနဲ့ညနေပိုင်းတွေမှာတော့လေပြင်းတိုက်တာမိုးကြိုးပစ်တာလျှက်စီးလက်တာမိုးတိကျွေတာနေရာကွက်ကြောင့်မိုးထစ်ကြုံရတာတွေဖြစ်ပေါ်နိုင်တယ်လို့တနအီကိုမိုင်40ကနေ50အထိလေတိုက်ခတ်နိုင်တယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကသတိပေးထားပါတယ်ခင်ဗျာ